အောင်လည်းမင်္ဂလာပါခေဒီပဲဖြစ်ပါတယ်ခေဒီနေ့ကတော့တကယ်တင်းကောင်းလေးတကယ်ဟိုမှာတင်းကောင်းလေးပြောစရှိပါတယ်အခုပေါ့နော်အောက်တိုဘာလဒီ10 လပိုင်းပေါ့နော်အောက်တိုဘာလပေါ့နော်10 လပိုင်းဒီနေ့ဘာနေ့10 လပိုင်း6 ရက်ပေါ့နော်ဒီနေ့က9ဆို6 ရက်နေကြမနေ့ဖြန်ပေါ့ကွယ်မနေ့ဖြန်ကြရဲ့ခေဒီတို့တင်းကျွတ်နဲ့ညရွှေကိုသွားပြီးတော့ကတော့မှဖြစ်ပါတယ်ညရွှေမှာခေဒီတို့ရဲ့ကြီးရှိပါတယ်ကြီးဆိုတာဘယ်လိုပြောမလဲခေဒီအဖွားရဲ့အမပေါ့နော်ခေကြီးလို့ခေါ်တယ်အဖွားလို့လည်းခေါ်ပါတယ်အဲ့တော့အဲ့ရသွားမယ်ပြီးလို့အဲ့ညရွှေသွားမယ်ပြီးလို့ရှိရင်ခေတို့ဒီဟိုသွားမယ်တာရောအိမ်သွားမယ်တာရောအိမ်ဆိုတော့ဘယ်လိုပြောမလဲတာရောမြို့လားရက်ကွက်ပေါ့နော်အဲ့လိုပဲပြောချက်ကွက်ပဲပြောမှာနော်အဲ့လိုသွားမယ်ပြီးလို့ရှိရင်တောင်ကြီးကိုတော့ဖြစ်ပါရဲ့တောင်ကြီးမှာသွားလဲမယ်အဲ့3 နေရာသွားလဲမယ်ဖောင်တော်ဦးဖះလဲသွားမယ်ပေါ့နော်ခေတို့2 ရက် 3 ရက်လောက်အမှအိတ်မယ်အိတ်ပြီးတော့မှအဲ့လိုမျိုးတွေပတ်လဲမယ်ခေတို့ရဲ့ဒီကြီးရကြတော့ဟိုတယ်စောက်ထားတာဆိုတော့အမှအိတ်မှဖြစ်ပါရဲ့အဲ့တော့အားလုံး vlog မလက်ခံကြရင် vlog ဒီတင်ပေးပါမယ်အဲ့တော့ let's go မနေ့ဖြန်ကြောက်လို့ရှင်ဗီဒီယိုလေးထပ်ပြီးတင်ပေးပါမယ်ဘလို့လေးသွားခဲ့ကြအောင်ပေါ့နော်ဒါပေမဲ့ဆိုင်းဖွင့်တာဆိုတော့ခီရိုကဒီဘက်မှာစားတောက်ဆိုင်ရှိမယ်ပြီးတော့အထက်ရဲ့အဲ့ရဲ့ရောင်းတဲ့ဆိုင်ရှိတယ်နောက်တစ်ခုကကြတော့အထက်ကြီးပဲရောင်းတဲ့ဆိုင်ရှိရဲ့ဟုတ်ပါဖက်နဲ့အိတ်နဲ့ရောင်းတဲ့ဆိုင်ရှိရဲ့ပြီးတော့အထက်ကြီးရောင်းတဲ့ဆိုင်ရှိရဲ့အဲ့နှစ်ဆိုင်ကိုပိတ်ပြီးတော့စားတောက်ဆိုင်တစ်ဆိုင်တွေကိုပဲဖွင့်မယ်ပြီးတော့မှ10 နာရီလောက်ကြာရင်ဆိုင်ပိတ်မယ်ပေါ့နော်ဆိုင်ပိတ်ပြီးမှနေ့တစ်ပိုင်းမှာဒီလိုသွားမပါတယ်အဲ့တော့အလုံးပဲဗီဒီယိုလေးကိုကြည့်ကြပါညအိမ်မှာပါနော်တတအရင်ပြောပါတတအဲ့တော့အားလုံးနဲ့အဲ့ဗီဒီယိုလေးကြည့်ရှင်ကြရမလားအဲ့ဒါကြိုက်ခင်ပြပေးပါမယ်နော်တတ